အားလုံးပဲမင်္ဂလာပါ The Learning Medicine ရဲ့ YouTube channel လေးကနေပြီးတော့မှပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ဒါ public awareness အတွက်ပေါ့နော်ဒီနေ့ကတော့ဒီမြောက်ကျောက်ယောဂအကြောင်းကိုဒီဗီဒီယိုလေးမှာရှင်းပြပေးတော့မှာဖြစ်တယ်ပေါ့နော်WHO ရဲ့ကမ္ဘာ့ကျန်း WHO ပေါ့နော်ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကနေပြီးတော့မှဒီနေ့ကြေညာလိုက်တာကဒီ monkey pox ဆိုတဲ့မြောက်ကျောက်ယောဂဒီက global health emergency ပေါ့ပြောရမယ်ဆိုလို့ရှိရင်တကမ္ဘာလုံးဆိုင်ရာဒါအရေးပေါ်အခြေအနေပေါ့ဘာဖြစ်လို့လဲဆိုတော့ဒီမြောက်ကျောက်ယောဂဒီသူ့ရဲ့ပြန့်ပွားမှုနှုန်းကအဆမတန်များပြားလာတဲ့အတွက်ကြောင့်မလို့ဒါတကဘာလုံးမှာရှိတဲ့ကမ္ဘာကျန်းမာရေးဌာနပေါ့နော်ကျန်းမာရေးဌာနအတီးတီကိုဒါတတိပေးလိုက်တာဖြစ်တယ်ပေါ့နော်အဲ့တော့ဒီဗီဒီယိုလေးမှာဆိုလို့ရှိရင် monkey pox virus ဆိုတာဒီမြောက်ကျောက်ယောဂဆိုတာဘာလဲနောက်လက္ခဏာတွေကဘယ်လိုရှိလဲနောက်ပြီးတော့ဘယ်လိုကာကွယ်ရမလဲပေါ့ဘယ်လိုတတိထားရမလဲအဲ့ဒါတွေနဲ့ပတ်သက်ပြီးတော့ရှင်းပြပေးတော့မှာဖြစ်တယ်ပေါ့နော်အဲ့တော့ပထမအဆုံးကတော့မြောက်ကျောက်ယောဂကအခုလက်ရှိအထိပေါ့နော်ဒီ WHO မှာပြောထားတာဆိုလို့ရှိရင်သူဒီသူ့ဘာသူပြန်ကောင်းနိုင်တယ်ပေါ့နော်ပြန်ကောင်းနိုင်ခြင်းရှိတာက2ပတ်ကနေ4ပတ်အတွင်းမှာဆိုလို့ရှိရင်ဒီယောဂဒီသူ့ဘာသူပြန်ကောင်းနိုင်တယ်ပေါ့နော်တင်နှုန်းကတော့အခုလက်ရှိဒီတကဘာလုံးမှာဆိုလို့တကဘာလုံးရဲ့လူကြီးရဲ့300ခိုင်နှုန်းကနေ600ခိုင်နှုန်းအထိတော့တင်နှုန်းရှိရပေါ့နော်နောက်ပြီးတော့သူ့ဘယ်လိုမျိုးကူးဆက်လဲပေါ့သူကမြောက်ကျောက်ယောဂကသူ့ရဲ့ဒီကြောက်ယောဂါကြီးရဲ့ဒီအုပ်စုပေါ့နော်ဒီအမျိုးအနွယ်ဝင်အုပ်စုဖြစ်တဲ့ Pox Viridae ပေါ့နောက်ပြီးတော့သူ့ယောဂါနာမည်က Auto Pox Virus ပေါ့သူကကြတော့ဘယ်ကနေကူးဆက်လဲဆိုတော့လူကနေလူကိုကူးဆက်တာမဟုတ်ဘဲနဲ့တရိတ်ဆန်ကနေတော့တဆင့်လူကိုယောဂါပိုးတက်ဆောင်လာပြီးတော့မှကူးဆက်တာဖြစ်တယ်ပြီးတော့မှလူကနေလူကိုပြန်ပြီးတော့ကူးဆက်တာမျိုးဖြစ်တယ်ပေါ့နော်အဲ့တော့သူ့ရဲ့တကယ်အဓိကဒီသူကတရိတ်ဆန်ကနေလူကိုကူးဆက်တာဖြစ်တယ်ပေါ့နော်အဲ့တော့ဘယ်ကနေဘလို့စဖြစ်လာတာလဲဆိုတော့ဒီ2022ဒီမေလမတိုင်ခင်ပေါ့နော်အာဖရိကတိုက်အပြင်ဘက်နိုင်ငံတွေမှာနိုင်ဂျီးရီးယားလိုနိုင်ငံမျိုးကိုခရီးသွားခဲ့တဲ့သူတွေနောက်ပြီးတော့ဒီမြောက်ကျောက်ယောဂါနဲ့ထိတွေ့တဲ့သူတွေမှာစပြီးတော့ကူးဆက်ဖြစ်ပွားလာတာကိုတွေ့ရတယ်ပေါ့နော်အဲ့တော့မြောက်ကျောက်ယောဂါဒီမြောက်ကျောက်ယောဂါဆိုတော့မြောက်ကနေပဲကူတာလားပေါ့မြောက်ကနေပဲကူတာတော့မဟုတ်ဘူးသူကမြောက်ကျောက် virus ပိုးကတွက်ရှင့်မြောက်နဲ့လူမဟုတ်တဲ့အဲ့ဒီ no တိုက်တတဝါတွေကနေပြီးတော့မှတဆင်ကူးဆက်ဖြစ်ပွားနိုင်နေရှိတယ်ပေါ့နော်အဲ့တော့ကူးဆက်နိုင်တဲ့နည်းလမ်းတွေကဘယ်လိုရှိလဲဆိုတော့သူကတရိတ်ဆန်ကနေတဆင်လူကိုကူးတယ်နောက်ပြီးတော့လူကနေတဆင်လူကိုပြန်ကူးတယ်အဲ့လိုပုံစံမျိုးနဲ့ကူးဆက်တယ်ပေါ့နော်တရိတ်ဆန်နေလူကိုဘယ်လိုကူးလဲဆိုတဲ့အခါကျတော့တရိတ်ဆန်ကြီးရဲ့သွေးပေါ့နော်တရိတ်ဆန်ကြီးရဲ့ခန္ဓာကိုယ်ထွက်တဲ့သွေးတို့အရည်တို့တခြားအနာတွေတို့အဲ့ဒါမျိုးကိုလူကသွားပြီးတော့ထိတွေ့ကင်တွယ်မိလိုက်တာအဲ့ကနေတဆင့်ကူးနိုင်တယ်နောက်ဘူးကလို့ရှိရင်တရိတ်ဆန်ကြီးရဲ့အဲ့နေမကောင်းဖြစ်နေတဲ့ဒီယောဂပိုးရှိနေတဲ့တရိတ်ဆန်ကြီးရဲ့အသားကိုတေချာမချက်ပဲနဲ့စားတာပေါ့နော်အဲ့လိုအစိမ်းစားတာတော့ဒါမှမဟုတ်လို့ရှိရင်ချက်တဲ့ခါမှာလည်းတေချာအကြက်မချက်ပဲနဲ့စားတယ်အဲ့ဒါမျိုးဆိုလို့ရှိရင်လည်းဒါကူးနိုင်တယ်ပေါ့နော်အဲ့တော့နောက်ဘူးကလို့ရှိရင်လူကနေလူကိုဘယ်လိုကူလဲလူကနေလူကိုကြတော့ तू ကဒီကူးဆက်ခံလို့လူတစ်ယောက်ကမှထားလိုက်ပါတော့ဒီမြောက်ကျော်ယောဂဖြစ်တယ်ပေါ့ဖြစ်တယ်ဆိုလို့ရှိရင်အဲ့ဒီကူးဆက်ခံထားတဲ့သူရဲ့အသက်ရှူလမ်းကြောင်းကနေထွက်လာတဲ့အရည်တွေဒါမှမဟုတ်အနာတွေဒါမှမဟုတ်ယောဂပိုးတွေကနေပြီးတော့မှအဲ့ဒါတွေကိုတွားပြီးတော့တွတ်ထိတွေ့ခိုင်တွယ်လိုက်တာလို့ဒါမှမဟုတ်လို့ရှိရင်အဲ့ဒီလူနဲ့အချိန်ပေါင်းအကြာကြီးပေါ့စကားအဲ့လိုမျိုးအကြာကြီးပြောတာလို့အဲ့ရနေပြီးတော့မှကူးဆက်နိုင်တယ်ပေါ့နော်အဲ့တော့ပြောမယ်ဆိုလို့ရှိရင်သူကူးဆက်တဲ့နီးလက်နှစ်နီးပေါ့တစ်ခုကတော့ contact ပေါ့ထိလိုက်တယ်အဲ့လိုအနာတွေအရည်တွေကိုတွတ်ထိလိုက်တယ်နောက်တစ်ခုကကျတော့ respiratory ကတော့ဒါအကြာကြီးစကားပြောတဲ့သူတွေအဲ့ယောဂဖြစ်နေတဲ့သူတွေနဲ့အကြာကြီးစကားပြောတဲ့သူတွေမှာဆိုလို့ရှိရင်ဒါကူးဆက်နိုင်ခြင်းရှိတယ်ပေါ့နော်အဲ့တော့ဒီယောဂဘုတ်ကိုအဓိကထားပြီးတော့ကုသပေးနေတဲ့ကျန်းမာရေးဆောက်ရှောက်မှုပေးနေတယ်ပေါ့နော်ဝန်ထမ်းတွေအကုန်လုံးနောက်ပြီးတော့ရှင်အဲ့ကျန်းမာရေးဆောက်ရှောက်မှုပေးနေတဲ့ဝန်ထမ်းတွေနဲ့နေတဲ့မိသားစုတွေအကုန်လုံးဒီဒါကုသနိုင်ခြင်းပို့ပြီးတော့များတယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ပို့ပြီးတော့တတိထားတင်တယ်ပေါ့နောက်ပြီးတော့ကိုဝင်ဆောင်မိခင်တွေမှာဆိုလို့ရှိရင်တော့ကိုဝင်ဆောင်ခြင်းမှာဒီအချင်းကနေပြီးတော့မှအခုမိခင်ကကိုဝင်ရှိရယ်နောက်ပြီးတော့မိခင်မှာမြောက်ကျော်ယောဂကိုကူးဆက်သွားတယ်ပေါ့အဲ့ဒါဆိုလို့ရှိရင်ခလေးကိုအချင်းရနေပြီးတော့မှဒါကူးဆက်နိုင်တယ်ဒီယောဂနောက်ပြီးတော့ရှင်ခလေးမွေးနေတဲ့အချိန်မှာလည်းကူးဆက်နိုင်တယ်မွေးပြီးသွားတဲ့အချိန်မှာလည်းကူးဆက်နိုင်တယ်ဆိုပြီးတော့မှ WHO ကပြောဆက်ထားတယ်ပေါ့လိန်ဆက်ဆန်ကနေတဆင်ကူးလားမကူးလားဆိုတာတော့သူတို့အခုမှလက်ရှိရှာနေတော့မှရှိသေးတယ်ဒါသူတို့အတိမပြုတ်ရသေးဘူးပေါ့နော်အဲ့တော့နောက်တစ်ချက်ကအဲ့ယောဂကိုကူးဆက်တဲ့သူတွေမှာဘယ်လိုယောဂလက္ခဏာတွေပေါ်လဲလို့အဲ့တော့ဘယ်လိုယောဂလက္ခဏာတွေပေါ်လဲဆိုတဲ့အခါကျတော့သူကယောဂပိုးကဒီ virus တွေတဲ့ဘောကသူတို့ကဝင်လာတယ်ဝင်လာပြီးသွားပြီဆိုလို့ရှိရင်သူတို့ကယောဂလက္ခဏာစပေါ်တဲ့သူတို့ဝင်လာတဲ့နေရာနေစပြီးယောဂလက္ခဏာစပေါ်တဲ့အချိန်ကြားထဲမှာအချိန်တစ်ခုရှိတယ်အဲ့တော့ incubation period လို့ခေါ်တယ်သူတို့ဝင်လာခြင်းယောဂလက္ခဏာမပြဘူးကြားထဲမှာသူတို့အချိန်တစ်ခုထားရတယ်ပေါ့နော်အဲ့တော့ဒီမြောက်ကျော်ယောဂမှာဆိုလို့ရှိရင်လည်းသူပိုးဝင်လာပြီးတော့သူက6ရက်ကနေ73ရက်ဒါမှမဟုတ်9ရက်ကနေ21ရက်အတွင်းယောဂလက္ခဏာစပေါ်တယ်ပေါ့အဲ့တော့ဒီလိုမှာယောဂလက္ခဏာပေါ်ပြီးဆိုလို့ရှိရင်အရှိပေါ့နော်အရှိတစ်ပတ်အတွင်းကနေသူကအရှိတစ်ပတ်
မှာသူကကူးဆက်ခံနေရတာဖြစ်ဖို့များတယ်ပေါ့ယောဂလက္ခဏာမပေါ်ခင်အရှိတစ်ပတ်ကနေပြီးတော့မှစပြီးတော့ကူးဆက်ခံခဲ့ရတာဖြစ်တယ်ပေါ့နော်အဲ့တော့ယောဂလက္ခဏာတွေမှာဆိုလို့ရှိရင်ဘာတွေရှိလဲဆိုတော့ဖျားတယ်နောက်ဒီပြန်ရည်ကြောအကျိတ်တွေပေါ့နော်ပြန်ရည်ကြောအကျိတ်တွေရောင်ရမ်းနေအဲ့ဒါဆိုလို့ရှိရင်ဒီလေပြင်းအောက်တို့နော်ဟိုလို့ရှိရင်ဂျိုင်းတို့အဲ့လိုမျိုးတွေပြီးတော့ပေါင်ချမ်းတို့အဲ့ဒီမှာရှိရပြန်ရည်ကြောအကျိတ်တွေရောင်ရမ်းနေနောက်ပြီးတော့တကိုယ်လုံးအရန်ကြိုက်ခဲတယ်ပေါ့နော်ပွက်လို့ရှိရင်လူကနှုံးချိပြီးတော့ဘာမှမလုပ်ချင်ဘူးနောက်ကြောတွေအောင်နေနောက်ကြွက်သားတွေကြိုက်တယ်ပုံမှန်ဒီ flu ဝင်ဘယ်လိုမျိုးဖြစ်လဲအဲ့အတိုင်းဖြစ်တယ်ဒါပေမဲ့သူ့မှာကျတော့ဒီပြန်ရည်ကြောအကျိတ်ရောင်တာကပို့ပြီးတော့တိတာတယ်ပို့ပြီးတော့စိုးတယ်ပေါ့နော်အဲ့ဒါမျိုးဖြစ်တယ်အဲ့တော့နောက်ပြီးတော့အဖျားပေါ်လာပြီးတော့ဖျားလာပြီးဆိုလို့ရှိရင်သူနောက်တစ်ရက်ကနေ3ရက်အတွင်းမှာသူကအနာတွေအဖုအပိတ်တွေအနီကွက်တွေဒါတွေ့ပါမှာပုံနေတော်တော်များလဲဒါ online မှာရှိရပေါ့နော်အနီအကွက်တွေဖြစ်လာတယ်နောက်ပြီးအဖုအပိန်ကြီးဖြစ်လာတယ်အရန်ဆိုးတယ်ဆိုလို့ရှိရင်သူအဲ့ဒီအဖုအပိတ်အနာအရေပြားတွေပါကွာတဲ့အထိဖြစ်တယ်ပေါ့နော်အဲ့တော့များသောအားဖြင့်သူဖြစ်တာကသူကလက်တီဒီမျက်နာတွေမှာဆိုလို့ရှိရင်ပို့ပြီးတော့ဖြစ်တယ်ခန္ဓာကိုယ်ထက်ပေါ့နော်နောက်ပြီးတော့ green တို့ lane အင်္ဂါတဝိုက်တို့မျက်စိတို့မှာလည်းဖြစ်တယ်ပေါ့နော်အဲ့တော့တချို့လူတွေမှာဆိုလို့ရှိရင်မဟုတ်နာပြောသလိုအရန်ဆိုးတဲ့အခါကျလို့ရှိရင်အရေပြားကွာတဲ့အထိဖြစ်တယ်ပေါ့နော်အဲ့တော့သူကနောက်ဆက်တွဲဘာ complication ပေးလဲဒီယောဂဖြစ်ပြီးအခုနောက်ဟာကျတော့ဒီယောဂကြောင့်ဒီဓာတ်ရိုက်ယောဂလက္ခဏာတွေပေါ်လာတာနောက်တစ်ခုကကျတော့ဒီယောဂဖြစ်ပြီးဆိုလို့ရှိရင်ဘာစိုးကျိုးတွေထက်ရှိလဲဆိုတော့အဆုတ်ရောင်တာတို့သွေးစိတ်တက်တာတို့ပြီးတော့အုံနောက်ရောင်တာတို့ပြီးတော့မျက်ကြည်လွှားတဲ့ပိုးဝင်ပြီးတော့မျက်လုံးအမြင်အာရုံဆုံးရှုံးတာတို့အဲ့ဒါမျိုးတွေအထိပေါ့နော်ဒါကအရင်စိုးတဲ့သူတွေမှာဆိုလို့ရှိရင်တော့အဲ့လိုမျိုးအထိဖြစ်နိုင်တယ်ပေါ့နော်အဲ့တော့ဘလို့ကောက်ွယ်မလဲဆိုတော့အခု WHO ကရေးထားတဲ့ဟာမျိုးဆိုလို့ရှိရင်သူက small pox ဆိုတဲ့ဒီကြောက်ယောဂအတွက်ကို vaccine ထိုးထားတဲ့သူတွေကဒီ monkey pox ဆိုတဲ့မြောက်ကြောက်ယောဂကိုသူက85%အထိကောက်ွယ်ပေးနိုင်တယ်လို့ပြောတယ်ပေါ့နော်တချို့နိုင်ငံတွေမှာတော့ monkey pox ဆိုတဲ့မြောက်ကြောက်ယောဂအတွက်ကိုတည်တံ့ vaccination ပေါ့နော်အဲ့ဒါမျိုးကိုသူတို့စပြီးတော့ထိုးနေတယ်ပေါ့နော်အဲ့ဒါမျိုး prevention နဲ့ရှိရနောက်ပြီးတော့ကိုကဒီ small pox ဆိုတဲ့ကြောက်ယောဂအတွက်ထိုးထားတဲ့ဒီ vaccination ရဆိုလို့ရှိရင်လည်းဒီ monkey pox ဆိုတဲ့မြောက်ကြောက်ယောဂကိုတော်တော်များများ percentage ထိကောက်ွယ်ပေးနိုင်တယ်ပေါ့အဲ့ဒီ vaccination အပြင်ကိုဘာတွေသိဖို့ထက်လို့သေးလဲဆိုတော့အခုနကူးဆက်တဲ့လမ်းကြောင်းကိုကြည့်မယ်ဆိုတော့အဲ့ဒါတွေမဖြစ်အောင်ကောက်ွယ်ရမှာပေါ့တရိတ်ဆန်ကနေလူကိုကူးတယ်ဆိုတော့ဒီလိုမျိုးမကူးအောင်ဆိုလို့ရှိရင်တရိတ်ဆန်ဒီကိုစားတဲ့အစားအသောက်တွေပေါ့နော်အဲ့ဒီအစားအသောက်တွေမှာဒီတရိတ်ဆန်အနာယောဂလက္ခဏာဖြစ်နေတဲ့ဟာမျိုးတွေရှိလားနောက်ပြီးတော့လို့ရှိရင်စားမယ်ဆိုလို့ရှိရင်လည်းတေချာကြက်နေအောင်ချက်ရမှာပေါ့နော်အဲ့ဒါမျိုးတွေနောက်ပြီးတော့ယောဂလက္ခဏာရှိနေတဲ့ဒီတရိတ်ဆန်တွေရဲ့အနာတွေတွေးတွေကိုတွားပြီးတော့မထိဖို့ပေါ့နော်အဲ့လိုမျိုးရှိလာခဲ့တယ်ဆိုလို့ရှိရင်ဒါချက်ချင်း report ပေါ့နော်ဒါအနည်းဆက်ကျန်းမာရေးဌာနကိုပြောရမှာပေါ့နော်အဲ့ဒါမျိုးသတိထားပြရမယ်နောက်ပြီးတော့လို့ရှိရင်လူတစ်ယောက်ကနေတစ်ယောက်ကိုမကူးဆက်အောင်ဆိုလို့ရှိရင်အကယ်၍ဒီလူကကြောက်ယောဂရှိနေရဲဆိုပြီးတော့မှသိထားတယ်ဆိုလို့ရှိရင်ဒီလူနဲ့ပေါ့နော်ဒီလူရဲ့ခန္ဓာကိုယ်ထွက်တဲ့အရည်တွေဒါမှမဟုတ်အနာတွေဒါမှမဟုတ်သွေးတွေအဲ့ဒါမျိုးတွေနဲ့လုံးဝမထိဆက်အောင်နေရမယ်နောက်ပြီးတော့စကားအကြာကြီးပြောတာကိုတော့ရှောင်ကျဉ်ရမယ်ပေါ့နော်အဲ့တော့ဒါလေးကတော့ဒါ monkey pox ဆိုတဲ့မြောက်ကျော်ယောဂနဲ့ပတ်သက်ပြီးတော့အခုအချိန်ထိပေါ့နော်ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကနေတင်ထားပေးတဲ့ဒီပေါ့နော် slide လေးဖြစ်တယ်ပေါ့နော်အဲ့တော့ထပ်ပြီးတော့မှလိုအပ်တဲ့ဟာတွေအကုန်လုံးကိုလည်းထပ်ပြီးတော့ဒီ The Landing Medicine ရဲ့ YouTube channel လေးကနေပြပြသွားမှာဖြစ်ပါတယ်အခုဒီအားလုံးကြည့်ပေးနေတဲ့သူတွေအကုန်လုံးကျေးဇူးအများကြီးတင်ပါတယ်